မြန်မာစွမ်းအားကဘာကတည်စေခဲ့တဲ့ UFC 328 Champion ကာကွယ်ပွဲဒီနေ့ဟာမြန်မာအားကစားလောကအတွက်တင်မကပဲတကဘာလုံးက MMA ပရိသတ်တွေတတိထားမိသွားရတဲ့သမိုင်းဝင်နေ့တစ်နေ့ထိခဲ့ပါတယ်။ American ပြည်ထောင်စု New Jersey မှာကျင်းပခဲ့တဲ့ UFC 328ရဲ့ကို main event မှာကျွန်တော်တို့ရဲ့မြန်မာဂုံဆောင်ချင်းနွေဖား fighter Joshua Ban ဟာသူ့ရဲ့ flyweight champion ခါဘတ်ကိုပထမဆုံးအကြိမ်ကာကွယ်ဖို့အတွက်ထွက်ပေါ်လာခဲ့ပါတယ်။ပလိုင်ဘတ်ကတော့ဂျပန်နိုင်ငံရဲ့အတော်ဆုံး fighter တဦးဖြစ်တဲ့ Tatsuro Taira ဖြစ်ပါတယ်။ဒီပွဲဟာ Joshua Ban အသက်တော်သူဟာကန်ကောင်းလို့ champion ဖြစ်လာတာမဟုတ်ဘူးဆိုတာကိုတကဘာလုံးရှိမှတက်တည်ပြရမယ့်ပွဲကြီးပွဲကောင်းလည်းဖြစ်ပါတယ်။ပွဲစစခင်ပထမအချီမှာတော့ဂျပန် fighter Taira ကသူ့ရဲ့ထုံးစံအတိုင်း ground game ရဲ့ Joshua Ban ကိုအတော်လေးဖိအားပေးခဲ့ပါတယ်။တန်စကားဘေးမှာအတင်းဝင်လုံးပြီးချုပ်ကွက်တွေသုံးဖို့စ조사ခဲ့လို့ပထမအချီမှာတော့ Taira က ground control ထိုင်အသာစီးရပြီးအမှတ်သားခဲ့ပါတယ်။ဒါပေမဲ့ဒုတိယအချီမှာတော့ပွဲကဆော့ပြီးအရှင်တက်လာပါတယ်။ Joshua Ban ရဲ့တိကျပြတ်သားရဲ့လက်သေးတွေက Taira ကိုထိထိမိမိစတင်တန်ရာရစေခဲ့ပါတယ်။ Taira ကမြေပြင်မှာလေးကျသွားတဲ့အထိ Joshua Ban ရဲ့လက်သေးတွေကအားပါခဲ့ပြီးဒုတိယအချီမှာတော့ Ban ကပြန်ပြီးအသာစီးရလာခဲ့ပါတယ်။တတိယချီမှာတော့ Joshua Ban ဟာတကယ့် champion တယောက်ရဲ့ခြေလမ်းတွေကိုပြ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 သခဲ့ပါတယ်။သူ့ရဲ့ထိုးချက်တွေကြောင့် Taira တကိုယ်လုံးတွေးချင်းချင်းညီလာခဲ့ပြီးပွဲဟာဒီအချီမှာတင်ပြီးသွားတော့မလားလို့တောင်ထင်ခဲ့ရပါတယ်။စရုပ်ထချီမှာကို Taira ကအမစ်ပြန်ရဖို့အတင်းဝင်လုံးပြီး ground control ထိုင်ယူဖို့စ조사ခဲ့ပေမဲ့ Joshua Ban ကပပနဲ့ယုံထွက်နိုင်ခဲ့ပါတယ်။အကွာဝေးကိုကောင်းကောင်းထိန်းချုပ်ပြီးသူအားတန်တဲ့ striking ဘိုင်းနဲ့ပဲပြိုင်ဘက်ကိုအလုပ်ပေးခဲ့တာပါ။နောက်ဆုံး9ချီမြောက်အဆုံးဖြတ်တဲ့ချီမှာတော့ Joshua Ban ဟာပိုပြီးကြမ်းတမ်းလာပါတယ်။ Taira ကတော့အားကုန်နေပြီထင်လို့ဝင်လုံးဖို့စ조사တာတွေကအရာမထင်တော့ပါဘူး။ပွဲပြီးဖို့10မိနစ်နဲ့32စက္ကန့်အလိုမှာတော့တကွင်းလုံးကိုဟိုကြော်သွားစေတဲ့ Joshua Ban ရဲ့ပြင်းထန်တဲ့အလဲထိုးချက်ထွက်ပေါ်လာခဲ့ပါတယ်။ Tatsuro Taira လဲကျသွားပြီးဒိုင်လူကြီးပွဲရက်လိုက်ရတဲ့အချိန်မှာတော့ Joshua Ban ဟာ flyweight champion ခါဘတ်ကိုအောင်မြင်ကာကွယ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ပွဲအပြီးအင်တာဗျူးမှာတော့ Joshua Ban ကမြန်မာပရိသတ်တွေကိုကျေးဇူးတင်ပါတယ်ခင်ဗျားတို့ချန်ပီယံထက်နိုင်သွားပါပြီလို့ဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။လက်ရှိမှာအသက်24နှစ်အရွယ်ရှိပြီဖြစ်တဲ့ Joshua Ban ဟာ UFC မှာ10ပွဲဇက်တိုက်အနိုင်ရထားပြီးစုစုပေါင်းမှတ်တမ်း10ပွဲမှာ10ပွဲနိုင်10ပွဲရှုံးနဲ့ကမ္ဘာအဆင့်တန်းတစ်ခုကိုထပ်မံရောက်ရှိသွားခဲ့ပါပြီ။ဒါဟာမြန်မာ MMA လောကအတွက်ကြီးမားတဲ့အောင်မြင်မှုဖြစ်လို့ရှေ့ဆက်ပြီးလဲ Joshua Ban စီကနေဒီထက်မကတဲ့အောင်မြင်မှုတွေယူဆောင်လာပြီးအောင်မှာအသေးကြပါပြီ။အားလုံးပဲမြန်မာကုံဆောင် Joshua Ban အတွက်အတူတူဂုဏ်ပြုပေးလိုက်ကြရအောင်ပါ။